တငယ်ချင်းတို့ရေဒီ USA မှာလေဒီမှာကြည့် Vietnamese တွေလေသူတို့တွေလေဒီ chance ရိုးဆိုရင်လေဘာလဲကျင်းကားတီးစိုက်ထားကြတယ်တလားကျင်းကားတီးအပြည့်ပဲစိုက်ထားတယ်ပြီးတော့လေအဲ့ဒါကိုသူတို့ရောင်းတာတော့ cash နဲ့ရောင်းတာပတ်စံလေထောသလားမမေးနဲ့ပြီးတော့ဒီမှာတေတီးလေသူတို့စိုက်ထားတယ်တေတီးကတော့သူတို့အိမ်စားဖို့အတွက်စိုက်ထားတာပေါ့နော်တပင်နဲ့ကြည့်တေတီးလဲစိုက်ထားတယ်ပြီးတော့လေသူတို့ကလေဒီစပလင်ကိုဆိုရင်လေတပေါင်ကိုတုံးကြနဲ့ရောင်းတာတလားနှစ်ချက်တုံးချက်နဲ့ရောင်းတာအဲ့ဒါကြည့်အများကြီးပဲငရုတ်တီးတွေဆိုရင်လဲစိုက်ထားတာတလားသူတို့ပတ်စံတော်ထောတာနော်စပလင်ကိုဆိုနည်းနည်းပဲစိုက်တာမဟုတ်ဘူးတကယ်စီပွားဖြစ်ကိုစိုက်တာအနောက်ဖေးမှာလေရှိတဲ့နေရအကုန်လုံးအဲ့လိုမျိုးစိုက်ထားတာတိလားဟိုကြည့်အိမ်ကလေနှလုံးတော့ဟိုဘက်နဲ့ဒီဘက်အဲ့ဒီအိမ်နှလုံးမှာဒီမှာကြည့်ဒါဒီဘက်ကအိမ်ဒါဒီဘက်ကစိုက်ခင်းပေါ့နော်ဒါကစွန်းရွက်စိုက်ခင်းပြီးလေဒီမှာအခုဒီမှာဒါကတော့နောက်တဲ့အိမ်ပေါ့နောက်တဲ့အိမ်ရဲ့အနောက်ဘက်မှာအဲ့လိုမျိုးလှုပ်ထားကြတာတော့ကြည်လားဟိုးအနောက်မှာကြတော့လေဟိုရေအိုင်ရှိတယ်အဲ့ရေအိုင်ကနေရေခတ်ပြီးမှအမှရေလောင်းနေဆိုတော့လေရေဖိုးလည်းမကုန်တော့ဘူးပေါ့နော်သူတို့ဆိုအဲ့လိုလှုပ်ကြတယ်ဒီမှာကြည့်ကစွန်းရွက်စီးပွားဖြစ်တယ်နော်တကယ်ချင်းတို့လှုပ်ကြရအောင်နော်